ဘာပဲမှမဆိုင်အဆောက်အဦရှိတဲ့မြေကိုအခွန်ပို့ဆောင်ခိုင်းရင်လည်းမြေကြီးကတန်ဖိုးရှိလာမှာပေါ့တဲ့ဟုတ်တာပေါ့မြေကြီးဒီမြေလွတ်မြေရိုင်းတွေဥမာလဲမြေတွေယာမြေတွေကိုကျမတို့ကိုခြားနည်းတွေအသုံးဆွဲခွင့်တွေချပေးလိုက်မယ်ကြရံမြေတွေဖြစ်ချပေးလိုက်မယ်ဆိုရင်မြေကြီးစေးကတော့ထိုးတက်သွားမှာပေါ့နော်ဒီတန်ဖိုးတွေပေါ့နော်အဲ့ချပေးတဲ့မြေရဲ့တန်ဖိုးကတော့ထိုးတက်သွားမယ်ကျမတို့နိုင်ငံမှာလေမြေဧရိယာစုစုပေါင်းကဧကနဲ့တွက်မယ်ဆိုလို့ရှိရင်168တန်းကျော်ရှိတယ်ကျမတို့နိုင်ငံရဲ့လူကြီးက55တန်းပဲရှိရယ်အဲ့တော့တကယ်အဲ့မြေကြီးတွေအကုန်လုံးကိုနိုင်ငံသားတွေနဲ့အချိုးချလိုက်ရှင်လူတစ်ယောက်ကို3ဧကလောက်တောင်ပိုင်လို့ရတယ်အဲ့လိုမဟုတ်ဘူးစိုက်ပျိုးလို့မရတဲ့မြေတွေမြေချောင်းအင်းအိုင်တွေဟိုးတောတောင်တွေကိုနှုတ်လိုက်မယ်ဆိုရင်တော့38တန်းကျန်သေးတယ်ဧကပေါင်းလေအဲ့တော့စိုက်ပျိုးလို့ရတဲ့မြေလူတွေနေလို့ရတဲ့မြေက38တန်းဆိုတော့လူကြီးနဲ့အချိုးချရင်တယောက်ကိုဧကဝက်လောက်တောင်ပိုင်လို့ရသေးတယ်အဲ့တော့မြို့ကြီးတွေမှာကျမတို့ဘာမှတိုးဝှေ့ပြီးတော့သွားပြီးတော့မှတိုက်ခန်းကျင်းလေးနဲ့သွားနေစရာမလိုဘူးကျမတို့နိုင်ငံရဲ့လူဦးရေနဲ့ကျမတို့နိုင်ငံမြေဧရိယာနဲ့ကပြောမယ်ဆိုလို့ရှင်နိုင်ငံကကျဲတယ်ကျမတို့နိုင်ငံကအရှေ့တောင်အာရှမှာဒုတိယမြောက်အကြီးဆုံးနိုင်ငံမြေဧရိယာမှာလေအခုဒီလိုမျိုးတွေချပြီးလို့မရတဲ့အကြောင်းအရာတွေလည်းရှိရယ်ဒီရန်ကုန်မန္တလေးလိုလူနေရာတွေမှာလူတွေပြုံတိုးနေရတဲ့အကြောင်းတွေလည်းရှိရယ်အခုကတော့စစ်ပွဲတွေအကြောင်းပေါ့နော်စစ်ပွဲတွေမတိုင်ခင်ကလည်းဒီလိုမျိုးတွေမှာပဲဘာကြောင့်ပြုံတိုးလဲဆိုတော့တို့ကနေတွေမှာဆိုလို့ရှိရင်အလုတ်ကိုင်းတွေကမရှိဘူးကျမတို့ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေခေါ်နိုင်မယ်ဆိုလို့ရှိရင်ဒီတို့တွေစက်ရုံတွေကနေတွေမှာရှိခဲ့မယ်ဆိုရင်ဒီနေရလူတွေကလည်းမြို့မှာဒီလိုလာတိုးနေစရာအကြောင်းမရှိဘူးနောက်တစ်ခုကအစိုးရအနေနဲ့ကလည်းလေဒီနယ်မြေတစ်ခုကိုဟိုမှာအခြားနှိချပေးဖို့တို့လူနေခွင့်ကြရန်ချပေးဖို့အတွက်ဆိုတာကမြို့နယ်တစ်ခုဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့အခြေခံအဆောက်အဦတွေကလိုတယ်ကျန်းမာရေးပညာရေးပေါ့နော်လူမှုရေးအဲ့လိုမျိုးဟာတွေအတွက်ကိုအစိုးရကထောက်ပံ့ပေးနိုင်တဲ့ဒီချက်လက်တွေမြို့အင်္ဂါရက်တွေပြည့်စုံနိုင်မှသာလျင်မြို့နယ်တွေဒီလိုမျိုးပေါ့တိုးချဲ့ပြီးလို့ရတယ်ဥမာဆေးရုံတွေရှိပြီလားရဲစခန်းတွေရှိပြီလားစာသင်ကျောင်းတွေရှိပြီလားလျှက်စစ်တွေပေးနိုင်ပြီလားထွေအုပ်ရုံးတွေပေးနိုင်ပြီလားပေါ့အဲ့လိုတွေပေးနိုင်တယ်ဆိုလို့ရှိရင်တော့တို့ကမြို့ကိုတိုးချဲ့ပြီးလို့ရတယ်အခုဟာကနိုင်ငံတော်မှာဘတ်ဂျက်မရှိရလဲပါမယ်နောက်ပြီးတော့ဝန်ထမ်းအင်အားနည်းပါတာလည်းပါရင်ပါမယ်ပေါ့နော်အကြောင်းတွေကြောင့်အဲ့လိုမျိုးတွေကထပ်ပြီးတော့မချဲ့တာပေါ့ဒါမဲ့အခုဆိုလို့ရှိရင်ကျမတို့မန္တလေးမှာတော့နယ်မြေရတဖြည်းဖြည်းနဲ့တော့တိုးချဲ့လာပြီပေါ့နော်ဥမာပသိမ်ကြီးတို့နော်အမရပူရာတို့တော့မှဒီမြို့နယ်မြေတွင်းကိုရောက်လာပြီပေါ့နော်တဖြည်းဖြည်းနဲ့ပေါ့လေအဲ့လိုမျိုးပေါ့အဲ့တော့နောက်ပိုင်းကျရင်တော့တဖြည်းဖြည်းတိုးချဲ့သွားမှာပေါ့နော်အဲ့လိုမျိုးတွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်ဘတ်ဂျက်တွေလည်းခိုင်ခိုင်မာရမယ်လျှက်စစ်တွေလည်းပေးနိုင်မယ်ဆိုရင်တော့ဒီမြေဈေးကလည်းအလိုက်ထိုက်လျောက်ပေါ့နော်ခုနပြောသလိုမျိုးဖြစ်သွားနိုင်ပါ